အမျိုးသမီးပေါင်းမြောက်များစွာကိုဇီဝင်ချွေခဲ့ပြီးတော့အမှုကနေခြေရာဖြောက်နေနိုင်ခဲ့တဲ့တရားခံတရားသူကဘာဖြစ်လို့အမျိုးသမီးတွေကိုပဲရွေးပြီးတော့ဇီဝင်ချွေခဲ့ရလဲနှစ်ပေါင်းများစွာကြာအောင်ခြေရာဖြောက်ထားနိုင်ခဲ့တဲ့တရားခံနောက်ဆုံးမှာတော့ဘလို့ညီကုန်းချုပ်ခဲ့ရလဲစိတ်ဝင်စားစရာကောင်းလာတဲ့မူကင်းအကြောင်းအရာလေးတခုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုစွမ်းတိလိုက်ပါနားဆင်ပေးကြပါဦးများလူလောကရဲ့သမိုင်းစာမျက်နှာတွေကအမောင်တီဖုံးနေတဲ့ဖြစ်ရဆိုတွေအများကြီးရှိခဲ့ဘူးပါတယ်အဲ့ဒီတဲကမှအမျိုးသမီးတွေကိုပဲရွေးချယ်ပြီးတော့ပြစ်မှတ်ထားလောက်ကြံကနှစ်ပေါင်းများစွာကြာအောင်ခြေရာဖြောက်နိုင်ခဲ့တဲ့ကျူးလွန်သူ Grey Right Way သို့မဟုတ် Green River Killer ရဲ့အကြောင်းဟာထိတ်လန့်စရာအကောင်းဆုံးဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်1982ခုနှစ်ရဲ့နွေရာသီမနက်ခင်းတစ်ခုမှာတော့ဝါရှင်တန်ပြည်နယ် Green River မြစ်ကမ်းဘေးမှာအပန်းဖြစ်နေသူတချို့ဟာထိတ်လန့်စရာကောင်းလာတဲ့မြင်ကွင်းတစ်ခုကိုစတင်တွေ့ရှိခဲ့ပါတယ်အဲ့ဒါကတော့အသက်မဲ့နေပြီဖြစ်တဲ့အမျိုးသမီးရုပ်လောင်းတွေကမြစ်ထဲမှာပေါ်လာတာပဲဖြစ်ပါတယ်ဒါဆယ်စုနှစ်နှစ်စုနေပါကြအောင်လူလူကိုထိတ်လန့်တုန်လှုပ်စေမဲ့ Green River ရဲ့အရေးဆိုးစတင်လိုက်ခြင်းပဲဖြစ်ပါတယ်ဒီမှုတွေကိုကျူးလွန်ခဲ့သူကတော့ Green Right Way ဖြစ်ပါတယ်သူဟာပတ်ဝန်းကျင်မှာတော့ truck ကားတွေကိုစေးတုပ်ပေးတဲ့အလုပ်သမားတစ်ယောက်ဖြစ်တမန်အတိုင်းပဲနေထိုင်နေသူပါသူရဲ့ထူးခြားချက်ကတော့ပုံမှန်လူတစ်ယောက်လိုဟန်ဆောင်နိုင်မှုပါပဲသူဟာအိမ်အောင်တဲ့တူဖြစ်ပြီးတော့ဖះเจ้าကိုလည်းပုံမှန်တက်ပြီးတော့တမန်ကျန်းစာကိုလည်းအမြဲတမ်းကိုင်ဆောင်ထားတတ်သူပါဒီလိုလူကောင်းပုံရိပ်ဟာသူ့ရဲ့ရက်ဆက်တဲ့လုပ်ရက်တွေကိုဖုံးကွယ်ဖို့အတွက်အကောင်းဆုံးလက်နက်ဖြစ်ခဲ့ပါတယ် Right Way ကသူကျူးလွန်မဲ့သူတွေကိုရွေးချယ်တဲ့နေရာမှာအရန်ကိုပါနှက်ပါတယ်သူကလူဖွဲ့စည်းရဲ့ဂူးဆိုင်ခြင်းမခံရတဲ့အိမ်မြေးမိန်းကလေးတွေနဲ့လမ်းဘေးမှာရုန်းကန်နေရတဲ့အမျိုးသမီးတွေကိုပဲပြစ်မှတ်ထားခဲ့ပါတယ်သူတို့ပျောက်သွားလို့ရှိရင်လည်းဘယ်သူမှလိုက်ရှာမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ကျူးလွန်ခဲ့တာပါသူကတားကောင်တွေကိုသူ့ရဲ့ကားတွေကိုဆွဲဆောင်ခေါ်ယူတဲ့နေရာမှာလည်းယုံကြည်မှုရအောင်လို့သူ့ရဲ့တားဖြစ်သူရဲ့ဓာတ်ပုံကိုပြလေးရှိပါတယ်ဖခင်ကောင်တယောက်လိုဟန်ဆောင်ပြီးတော့ကားထဲရောက်တာနဲ့သူ့ရဲ့ရက်ဆက်တဲ့အစီအစဉ်တွေကိုစတင်มาတော့တယ်သူကလက်နက်တွေကိုသုံးမပြုပဲနဲ့လူကိုယ်တိုင်အားဆိုင်ပြီးတော့အသက်ဆုံးရှုံးအောင်လှုပ်ဆောင်ရတာကိုပို့ပြီးတော့သဘောကျခဲ့ပါတယ်နောက်ပြီးတော့သူကအလွန်ကိုစနစ်ကြပါတယ်အသက်မဲ့နေတဲ့ခန္ဓာကိုယ်တွေကိုမြစ်ထဲကိုဆွန့်ပစ်တာဒါမှမဟုတ်တောနဲ့ထဲကခြုံမုတ်တွေကြားမှာဖုံးကွယ်ထားတာမျိုးတွေလုပ်ပါတယ်တခါတလေမှာကျူးလွန်ပြီးသားနေရာတွေကိုပြန်လာပြီးတော့အခြေအနေကိုစောင့်ကြည့်တတ်ပါသေးတယ်သူကသဲလွန်စားတွေမကြံအောင်အဝတ်စားတွေကိုဖယ်ရှားတာတွေခန္ဓာကိုယ်တန့်စင်တာမျိုးတွေဒီလှုပ်ဆောင်ခဲ့လို့ရဲတပ်ဖွဲ့ဟာနှစ်ပေါင်းများစွာကြာအောင်သူ့ကိုဖမ်းဆီးဖို့ခက်ခဲနေခဲ့တာပါဒီမှုကိုစုံစမ်းစစ်ဆေးတဲ့နေရာမှာရဲတပ်ဖွဲ့ကတော်တော်လေးကိုအခက်အခဲပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရပါတယ်တရားခံကိုမမိနိုင်လို့နောက်ဆုံးမှာတော့ထောင်ထဲရောက်နေတဲ့နာမည်ကျော်ကျူးလွန်သူတက်ဘန်ဒီစီကနေတော့အကြံဉာဏ်တောင်းခဲ့ရပါတယ်ဘန်ဒီက Rackaway ရဲ့စိတ်နေစိတ်ထားကိုခံမှန်းပေးခဲ့ပြီးတော့သူကကျူးလွန်ပြီးသားနေရာတွေကိုပြန်လာတတ်တဲ့အလေးထားရှိတယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်ဒါအဆုံနောက်တွေအတွက်တော့အရေးကြီးတဲ့သဲလွန်စာတစ်ခုဖြစ်ခဲ့ပါတယ်နှစ်ပေါင်း20နီးပါးအချိန်ယူခဲ့ရပြီးနောက်မှာတော့2001ခုနှစ်မှာတော့သိပ္ပံနည်းပညာရဲ့အကူအညီနဲ့ Rackaway ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်သူကျူးလွန်ခဲ့စဉ်ကကြံရိတ်ခဲ့တဲ့သဲလွန်စာတချို့ကို DNA စစ်ဆေးကြည့်တဲ့အခါမှာတော့သူဟာတရားခံအစ်ဖြစ်တဲ့ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်သူကအမျိုးသမီးပေါင်း49ဦးအသက်ဆုံးရှုံးစေမှုနဲ့တရားစွဲဆိုခံခဲ့ရပေမဲ့လည်းသူကိုယ်တိုင်ဝန်ခံချက်အရတော့အရေးအတွက်ဟာ80ကျော်80နီးပါးရှိနိုင်တယ်လို့သိရပါတယ်သူကတေတံကနေလွတ်မြောက်ဖို့အတွက်ရဲတပ်ဖွဲ့ကိုအလောင်းတွေပြန်ရှာပေးမယ်ဆိုတဲ့သဘောတူညီချက်နဲ့တသက်ကျွန်းထောင်နဲ့ကြက်ခံနေရဆဲပဲဖြစ်ပါတယ် Green River Killer ရဲ့ဖြစ်ရာလူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာပုံမြက်ပန်းမြက်ဖြစ်မှုနဲ့ပုံမှန်လို့ထင်ရတဲ့မျက်နှာဖုံးတွေအောက်မှာဘလောက်တောင်ကြောက်စရာကောင်းတဲ့မိစ္ဆာတွေရှိနေနိုင်လဲဆိုတာကိုပြသနေပါတယ်ဒီဖြစ်ရကြောင့်ပဲအသက်ဆုံးရှုံးခဲ့ရတဲ့အမျိုးသမီးတွေအတွက်မိသားစုဝင်တွေဟာဆယ်စုနှစ်ပေါင်းများစွာကြာအောင်နာကျင်ခဲ့ရပါတယ်ဗီဒီယိုလေးကတော့ဒီမှာပြီးဆုံးသွားပါပြီဗျဗီဒီယိုလေးကိုစွမ်းတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်